အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မျက်စိနာတာကလူတစ်ယောက်နဲ့တစ်ယောက်ကြည့်ုံနဲ့ကိုယ်ဆက်တလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်မျက်စိနာတာကကိုယ်တိုင်အတွက်အတော်လေးနေရခတ်တယ်လို့ပုံဝန်းကျင်ကလူတွေကိုလည်းစိုးထိတ်မှုတွေဖြစ်စေနိုင်ပါတယ်ငါကောင်များကုလေမလားဆိုပြီးစိုးရိမ်တက်ကြပါတယ်လူကြီးတွေဆိုရင်မျက်စိနာတဲ့သူကိုတွားမကြည့်နဲ့ကုတက်တယ်ဆိုပြီးတားတက်ကြပါတယ်မျက်စိနာတာကကြည့်ုံနဲ့ကုဆက်တလားဆိုတာနဲ့မျက်စိနာတာကိုမကုဆက်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုပြောပြပေးခြင်းပါတယ်။မျက်စိနာတယ်ဆိုတာကအဖြစ်များတဲ့မျက်လုံးပိုးဝင်ကုဆက်မှုတစ်ရပ်ဖြစ်ပြီးမျက်ခွန်အတွင်းသားတီရှူတွေကိုရောင်ရမ်းစေနိုင်ပါတယ်။မျက်စိနာတာကမျက်လုံးတစ်ဖက်ထဲမှာဖြစ်တာမျိုးရှိနိုင်တယ်လို့မျက်လုံးနှစ်ဖက်စလုံးမှာဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။မျက်စိနာတာကဓာတ်မတည့်မှုကြောင့်ဖြစ်နိုင်တယ်လို့ဘက်တီးရီးယားဗိုင်းရပ်စ်နဲ့ပတ်ဝန်းကျင်ကညဉ့်ညမ်းတဲ့အရာတွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်။မျက်စိနာတဲ့အခါမျက်စိခက်တာဆေးတောက်တာနဲ့ရေတက်တက်နဲ့တန့်စင်တာတက်တောင်တက်တာဖြစ်အောင်ထားတာစသဖြင့်နီးအမျိုးမျိုးနဲ့တက်တောင်အောင်လှုပ်ဆောင်လို့ရပါတယ်။မျက်စိနာရတာကအကြောင်းရင်းမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ဗိုင်းရပ်စ်ကြောင့်ဘက်တီးရီးယားကြောင့်ဖြစ်နိုင်တော့လေပတ်ဝန်းကျင်ကအရာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ခေါင်းလျှော်ရည်တွေအလှကုန်တွေမျက်ကပ်မှန်တွေဖုံမှုန့်တွေမိခိုးငွေ့နဲ့ရေကူးကန်တဲ့ကကလိုရီတွေကြောင့်လည်းမျက်စိနာနိုင်ပါတယ်။နောက်တစ်ခုကဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကြောင့်ပါဥပမာမို့တွေပန်းဝင်မှုန်တွေနဲ့အခြားဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာတွေကြောင့်လည်းမျက်စိနာနိုင်ပါတယ်။နောက်တစ်ခုပြင်ပပစ္စည်းဝင်ရောက်တာကြောင့်ပါဥပမာမျက်လုံးထဲကိုပြင်ပပစ္စည်းဝင်ရောက်တာကြောင့်လည်းမျက်စိနာနိုင်ပါတယ်။မျက်ရည်ပြုံပိတ်ဆို့တာကြောင့်ဘေဘီလေးတွေမှာမျက်ရည်ပြုံပိတ်ဆို့တာကြောင့်လည်းမျက်စိနာနိုင်ပါတယ်။နောက်တစ်ခုကလိင်ကတဆင့်ကူးစက်တတ်တဲ့ယောဂါတွေကြောင့်လိင်ကတဆင့်ကူးစက်တဲ့ယောဂါတွေကြောင့်ဖြစ်ကြတဲ့လေယုံဗိုင်းရပ်စ်စီးပူညောင်းကျဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကြောင့်လည်းမျက်စိနာတာကိုဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုကအော်တိုအင်မြူယောဂါတွေကြောင့်ဖြစ်ပါတယ်။ကိုယ်ခံအားဆဲအချင်းချင်းတုံ့ပြန်တိုက်ခိုက်မှုပြင်းထန်တာကြောင့်လည်းမျက်စိနာတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဖြစ်တောင်ဖြစ်ခဲ့ဖြစ်ပါတယ်။နောက်တစ်ခုကလူတိုင်းသိကျင်နေကြတဲ့မျက်စိနာတာကလူတစ်ယောက်နဲ့တစ်ယောက်ကြည့်ုံနဲ့ကူးစက်သလားဆိုတာပါဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့မျက်စိနာတာတွေကကူးစက်တတ်ပါတယ်။ဓာတ်မတည့်တာတို့ပတ်ဝန်းကျင်ကညဉ့်ညမ်းစေတဲ့အရာတွေကြောင့်ဖြစ်တဲ့မျက်စိနာတာကတော့မကူးစက်တတ်ပါဘူး။ဒါပေမဲ့မျက်စိနာတာကကြည့်ုံနဲ့တော့မကူးတတ်ပါဘူး။ဘာကြောင့်ပဲမျက်စိနာတာမျက်စိနာတဲ့သူနဲ့အကြည့်ချင်းစုံမိုံနဲ့ကူးတာမျိုးမဟုတ်ပါဘူး။မျက်စိနာတာကဘယ်လိုကူးစက်တတ်တယ်လဲဆိုရင်ပိုးကြောင့်မျက်စိနာနေတဲ့သူနဲ့နီးနီးကပ်ကပ်ထိတွေ့မိတာဥပမာမျက်လုံးကိုထိမိတာ၊ကိုင်ကြည့်မိတာမျိုးလက်ဆွဲနှုတ်ဆက်တာမျိုးပေါ့ယောဂပိုးရှိနေတဲ့အရာတွေကိုကိုင်တွယ်ထိတွေ့မိပြီးမျက်နှာကိုကိုင်တွယ်မိရာကနေလဲကူးစက်နိုင်ပါတယ်ယောဂပိုးကန့်ညှိနေတဲ့မျက်နှာပြင်တွေအရာဝတ္ထုတွေကိုကိုင်တွယ်မိပြီးလက်မစေးပဲမျက်လုံးကိုထိတွေ့မိတာမျိုးကြောင့်လဲကူးစက်နိုင်ပါတယ်မျက်ကပ်မှန်မျက်လုံးတစ်ဝိုက်မှာအသုံးပြုရတဲ့မိတ်ကပ်ပစ္စည်းတွေကိုပိုးရှိသူနဲ့မျှဝေသုံးစွဲမိတာကနေလဲကုန်နိုင်ပါတယ်။ဘက်တီးရီးယားကြောင့်မျက်စိနာတဲ့အခါယောဂပိုးရှိနေတဲ့တုပ်ရည်တုပ်ပိုးနဲ့မိမကိုကထွက်တဲ့အရည်တွေကိုကင်တွယ်ထိတွေ့ထားတဲ့လက်တွေနဲ့မျက်လုံးကိုကင်တွယ်ထိတွေ့မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။မျက်စိနာတာတက်တာစေဖို့မျက်လုံးနာတာကပုံမှန်အားဖြင့်ရက်သက်ပတ်အနည်းငယ်ကြာမှတက်တာသွားတတ်ပါတယ်။မျက်စိနာတဲ့အချိန်မှာမျက်စိကိုအနားပေးပါဖုံးသုံးတာ TV ကြည့်တာကိုလျှော့ပါမျက်ဝတ်ထွက်ရင်တီရှူတန်တဲ့နဲ့တုပ်ပြီးလွှင့်ပစ်ပါပြည်ရနဲ့လက်ဆေးပါမကြာခဏလက်ဆေးပါမျက်လုံးကိုလက်နဲ့ခဏခဏမကင်ပါနဲ့မျက်ရည်တူမျက်စိခတ်ပါရေခွဲဝတ်ကပ်ပြီးလဲရပါတယ်ရေခွဲဝတ်ကပ်တဲ့အခါအဝတ်တန်တန်ကိုတုံပါမျက်စိနာတဲ့ဘက်ကိုကပ်ပြီးကောင်းတဲ့ဘက်ကိုထပ်မကပ်ပါနဲ့ပိုးသက်ဆေးပါတာစတူရိုက်ပါတဲ့မျက်စင်းတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့မှအသုံးပြုပါမျက်စိတစ်ဖက်ကနာပြီးနောက်တစ်ဖက်ကကောင်းနေတဲ့အခါကောင်းတဲ့ဘက်ချက်ကိုပိုမကူအောင်သတိပြုပါရက်အနှဲငယ်ကြာလို့မှတက်တာတဲ့အကျိတ်ရောင်မပြရင်ဒီစက်ရဆရာဝန်နဲ့ပြတာပါမျက်စိနာနေချိန်မှာမျက်ကပ်မှန်တက်တာမျက်စိနာတစ်ဝိုက်ကိုခြေတတာရှောင်ပါမျက်စိနာတာကိုမကုဆက်အောင်ဘယ်လိုကာကွယ်ကြမလဲကိုယ်ပတ်ဝန်းကျင်မှာမျက်စိနာတဲ့သူရှိရင်ကိုယ်ကိုမကူးစက်စေဖို့မျက်လုံးကိုလက်နဲ့ပုတ်တာလက်ချောင်းတွေနဲ့ကင်တွယ်ထိတွေ့တာမျိုးကိုရှောင်ပါလက်တွေကိုမကြာခဏရေနဲ့ဆက်ပြသုံးပြီးတေချာအောင်တန့်စင်စေကြောပါတကူရီသုံးပစ္စည်းတွေကို
မျှဝေသုံးစွဲတာမျိုးရှောင်ပါမျက်ကပ်မှန်တွေမျက်လုံးချဲသားတဲ့ပစ္စည်းတွေကိုအခြားသူနဲ့မျှသုံးတာမျိုးရှောင်ပါဒီနီးလန်းတွေနဲ့မျက်စိနာတာကိုကာကွယ်လို့ရပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့မျက်စိနာတာကလူတစ်ယောက်နဲ့တစ်ယောက်ကြည့်ုံနဲ့ကုသတလားဆိုတာနဲ့ကောင်းစဉ်နဲ့ပတ်သက်ပြီးဘိုးသူသားတွေအများကြီးကြားမယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ